အခုဆိုရင်နေရာတွေလည်းရောက်ပြီပေါ့နော်ဘယ်နေရာဝဲကြီးကြီးဖို့ပြင်6တွေ့ပြောလေအဲ့လိုစိတ်ထဲမှာခံစားချက်တွေမှာတခုခုလွမ်းနေခံစားချက်အဲ့လိုမျိုးရရပေါ့နော်အဲ့တော့2010ခု6တန်းနှစ်တော့ဖြစ်ဖြစ်လေးတခုတတိယမိတော်လို့ပေါ့နော်ဘသူမှတော့ဆိုဘာလို့စေမရှိပါဘူးအဲ့တော့ကလေးဘွားအမှတ်တရလေးဆိုအဲ့ဒါလေးကိုပြန်ပြောပြရှင်းကိုပေါ့နော်ကိုရီးယားကျောင်းတက်တာပြုံးလို့မှတက်တာဆိုလေပြုံးလေးကမမှန်သည့်အရင်ပေါ်လေနော်ပြုံးလေးကမမှန်သည့်ထွက်တဲ့နေရာမှာနာမည်ကြီးပဲဆိုအဲ့တော့ကိုရီ6တန်းနဲ့ကျောင်းတက်တော့ချိန်မှာကျတော့အဲ့6တန်းနဲ့မှာစာတင်တဲ့ပထဝီဆီယာမတော့မမှန်သည့်တုတ်ရောင်နေတယ်လေမမှန်သည့်ကိုသူအိမ်မှာတုတ်ခဲ့တယ်ပြီးတော့ရှင်သူအထုပ်အသေးလေးသူဘောနော်ထုတ်ခဲ့ပြီးတော့လို့ရှိရင်တထုပ်ကို90ဆိုပြီးတော့ရောင်းတာပေါ့နော်တထုပ်ကို90ဆိုပြီးရောင်းနေအဲ့လိုပဲကျွန်တော်တို့က glaze ဆိုလို့ဝယ်စားပေါ့နော်ဆရာမဝယ်စားလို့လည်းမဖြစ်မနေဝယ်စားရတယ်ပေါ့နော်ဆရာမသူတော့အတန်းနဲ့ဝင်လာပြီဆိုလို့ရှိရင်တော့အရင်မှုဆိုစင်းစာအုပ်ကိုဖွင့်ပြီးတော့ရှင်မမှန်တိဘသူဝဲမှလဲမမှန်တိဝဲလို့ရပြီနော်အဲ့လိုဆိုအရင်ဆုံးစာမသိဘူးမနော်မမှန်တိတော့ဝဲရတယ်ပေါ့နော်မမှန်တိတော့ဝဲတထုံး90တကယ်လို့တချို့ကြောင်းသားတွေကတော့ပတ်စံမလာဘူးဗာနေဆိုလို့ရှိရင်တန်တမဲစီးနေမှတ်တော့မလာဘောနင်တို့ဟုတ်ပြီနင်တို့ဘယ်နဲ့ထုတ်ယူရလဲတုံထုတ်ဆိုတဲ့ဟာတဲ့ဟုတ်ပြီငါမှတ်ထားလိုက်ပြီနော်ဆိုတော့အကျွေးစီးမှာမှတ်ထားအကျွေးစီးမှတ်ထားအဲ့တကယ်လို့သူရောင်းတဲ့အချိန်မဝယ်တဲ့ကြောင်သားရှိလို့ရှိရင်တနမေမှတ်ထားဥပမာမပေါ့နော်ဟာနင်မမှတ်နေမဝယ်ပါနင်မဝယ်ပါအဲ့လိုဘောကြောင်သားမဝယ်ဘူးဆီကမှကျွန်တော်ဒီနေ့မစားကြဘူးနင်မဝယ်ပါနင်တိတ်ချရနော်နင်မဝယ်ပါအဲ့လိုပြောပြီးတော့လို့ရှိရင်အဲ့နမေမှတ်ထားပုတ်ထားပြီးတော့လို့ရှိရင်မှတ်ပန်းတီအောင်ပြီးတော့လို့ရှိရင်အဲ့ကြောင်သားစာမေးရတယ်လို့စာမေးရပါနော်အဲ့လိုဆိုကြောင်သားတွေကဘယ်လိုပြောမလဲစာအမင်းခံကြုံနေတော့ငငယ်တော့ဆိုရင်ငငယ်တော့မဟုတ်ပါဘူးအခုချိန်นี้တဲ့ကိုယ်စားရိုက်လာမီးဆိုရင်မကြိုက်တော့ချင်းတယ်အဲ့လိုမျိုးကျောင်းသားတွေတော်များသူဆရာဝဲကြတယ်ကွာအဲ့လိုမျိုးတဲ့အဲ့လိုမျိုးပေါ့တကယ်လို့ဝဲတယ်ဘာညာဆိုရှင်အမှတ်တွေဘာညာတိတ်မကောင်းပေါ့ဘာညာဆိုရင်စမွေးတွေတိတ်မဖိနေဆိုဆရာမတူလေးတော့ပြောရဆရာမကျွန်တော်အမှတ်တိတ်မကောင်းလို့ကျွန်တော်မှလည်းနဲ့တူပြီးရပါလို့ဘောနော်ဒါသူဆရာမမှန်ဒီမြဝဲလို့ဆိုရင်တတိချောင်းမှမီအဲ့လိုမျိုးပေါ့နော်တကယ်လို့ဆရာမအကျူးပေးစရာဟဲ့ဒါမှမပေးဘူးအချင်းချာနေဆိုတော့ဆရာမအတန်းချင်းဝင်လာနေဟဲ့မောင်နင်ဟောအကျိုးမပေးရသေးဘူးလေနင်ဘယ်နဲ့ပေးမှလဲပြောဘယ်နဲ့ပေးပါအဲ့လိုမျိုးပေါ့နော်အဲ့ဒါငယ်တော့အတန်းတွေကပါဆရာမအယူတော့မမှန်ဒီရောအကျွေးကိစ္စရဲ့အရင်ရှင်းအဲ့ဒါအကောင်လုံးပြီးမှစာတင်တာပေါ့နော်အဲ့တော့အဲ့ဒါလေငယ်တော့မတရားပါပဲ2010ခုနှစ်ဝင်းချင်လောက်ခါပေါ့နော်အဲ့တော့အဲ့ခေတ်တော့အဲ့လိုမျိုးရှိမှန်းထင်တာပဲဒါဆရာမတို့စော်ကားလို့လည်းဘာမှမရှိဘူးနော်ဒါအခုချိန်မှပြန်တွေ့လိုက်တော့ငယ်ဘောကအမှတ်တရတွေမို့လို့ပြီးတော့ဒီဗီဒီယိုတွေကလူတွေခုနကလည်း AI နဲ့လုပ်တာမလို့အပြင်မှာတကယ်မရှိရလို့ပေါ့နော်ဥပမာ YouTube ပဲလူရှိလို့ရှိရင်လည်း sorry ပါလို့ရမယ် AI နဲ့လုပ်တာမလို့ AI နဲ့ထုတ်ပြီးတဲ့ပုံပဲတုံးလိုက်တာပေါ့နော်အဲဆိုerror တော့အမှတ်တရပေါ့နော်အဲ့လိုမျိုး moment ဒီမစားရှင်နဲ့ဝယ်ရတယ်အေးဘီဘူးနေဆို error ဆို2010ဆိုအရင် EA တွေနော်တစ်ခါတည်းအရင် EA ရဲ့နှိလဲဝယ်ရတယ်အဲ့လိုမျိုးဒါကြတဲ့ဝင်ကျွန်တော်ရှင်းသိမ့်ထားတကယ်လို့ဆိုတော့မဝယ်ဘူးဆိုရင်အဲ့နှိကိုတေချာပါစာမေးပြီးပေါ့နော်လူမျိုးဆိုအဲ့တော့အမှတ်တရပေါ့နော်မမှန်ဒီမစားခြင်းနဲ့စားခဲ့ရတဲ့အမှတ်တရတွေအဲ့ဒါလေးဖြစ်ချင်လို့ပါဝယ်မြချင်လို့ပါတကယ်လို့နားထောင်တဲ့လူတွေတဲ့မော်အဲ့လိုကိုရင်းငယ်နားထောင်တဲ့လူတွေငယ်ဘဝမှာကိုဆရာမရမျိုးမုတ်ပါရောင်နဲ့အမှတ်တရရှိတာပဲဒီပေါ့နော်ရှိလို့ရှိရင်ဝယ်မြပြီးသားခဲ့ရပတ်တယ်ပဲ